လှပသောအမျိုးသမီးရဲရရှိတဦးသည်တိုက်ခန်းထဲသို့လှမ်းဝင်လိုက်သည်မမျှော်လင့်မဲအမောင်ထဲမှအမျိုးသားတဦး၏တိုက်ခိုက်ခြင်းကိုသူမခံလိုက်ရသည်သူမတုံ့ပြန်ရန်ပင်အချိန်မရလိုက်ပဲကျမ်းပင်ပေါ်တွင်မေ့လဲသွားခဲ့သည်သို့သောထိုလူဆိုးသည်ထွက်ပြေးရန်ဝင်မလဲခဲ့ပေထို့သို့ပြုလုပ်မိအစားသူသည်အမျိုးသမီးရဲရရှိ၏ခါမှတော့ကိုရှာဖွေပြီးသူ၏လက်ထိန်များကိုဖြုတ်လိုက်သည်ပြီးနောက်သူသည်အမျိုးသမီးကိုအမြင်အမြန်မချီလိုက်၏သူ၏မျက်နှာတွင်အောင်နိုင်သူ၏အပြုံတစ်ခုပေါ်လွင်နေခဲ့သည်အကြောင်းမှာထိုကဲ့သို့သောအလှအပမျိုးကိုတွေ့ရခဲ့သောကြောင့်ဖြစ်သည်ဤကဲ့သို့သောအခွင့်အရေးကောင်းကိုသူဘလို့လက်လွတ်ခံပါမည်နည်းမမျှော်လင့်ပဲအမျိုးသမီးသည်ရုတ်တရက်နိုးလာပြီးချက်ချင်းပြန်လဲတိုက်ခိုက်ခဲ့သည်သူသည်သူမကိုလက်ဖြင့်တွန်းထုတ်ပြီးတကားအပြင်သို့ထွက်ပြေးရန်ကြိုးစားခဲ့တော့လေအင်ဟာကွာချားမှုကြောင့်အခြေအနေသည်ချက်ချင်းပြောင်းလဲသွားခဲ့သည်နောက်ဆုံးတွင်သူသည်ကတင်ပေါ်သို့ရက်ဆက်ပြန်ပစ်ချခံလိုက်ရသည်အင်အားမမျှမှုကြောင့်သူမအောင်နိုင်ခဲ့ပေအမျိုးသမီးကမှုဗျူဟာအသစ်တစ်ခုကိုစတင်စီစဉ်နေပြီဖြစ်သည်ထို့ကြောင့်သူသည်နာခံခြင်းရောင်ဆောင်ပြီးဖြည်းဖြည်းချင်းနောက်ဆုတ်သွားခဲ့သည်တကယ်တော့သူသည်သူ၏နောက်ွယ်ရှိပန်းအိုးကိုတိတ်တဆိတ်ဆန်းနေခြင်းဖြစ်သည်ကံမကောင်းစွာဖြင့်ဤလိုက်ွက်လေးကိုတစ်ဖက်လူကရိပ်မိသည်သာဖြစ်နေပါသည်တိသာဒီမှာသူမသည်သူ့ကိုနောက်ထပ်အခွင့်အရေးပေးရန်အစီအစဉ်မရှိပေသူသည်ထိုအမျိုးသမီးထံမှမလွတ်မြောက်နိုင်တော့မှန်တိလိုက်တော့အခါအရှော့ပေးလိုက်ပါတော့သည်ထိုအချိန်တွင်သူသည်တန်မာနေဆဲဖြစ်တော်လဲယခုမှသူသည်ငှက်ငယ်လေးတစ်ကောင်ကဲ့သို့အားကူးရမဲ့ဖြစ်သွားခဲ့ရသည်ထိုလူဆိုးသည်အမျိုးသမီး၏အပြုအမူပြောင်းလဲမှုအပေါ်စိတ်မသက်မသာဖြစ်နေတော်လဲအချိန်မရှိခဲ့ပေအမျိုးသမီးသည်ကြောက်စိမ့်ရောင်ဝိယုံကိုဝတ်ဆင်ကရေချိုးခန်းသို့ကိုလက်တန့်ချင်ရန်ရောက်ရှိလာသည့်အခါလူဆိုး၏အာယုံများသည်ရှေ့မှမြင်ကွင်းကြောင့်လုံးဝလွင့်စင်သွားခဲ့သည်တတိဝရိယများအားလုံးလည်းပျောက်ဆုံးကုန်ပြီဖြစ်သည်အချိန်တန်မီယူဆကလူဆိုးသည်နောက်ဆုံးအသားစီးကိုဖယ်ရှားရန်ပြင်လိုက်သည်မမျှော်လင့်ပဲအမျိုးသမီးသည်သူမ၏ခုခံကာကွယ်သည့်ပုံစံကိုအရင်ဦးဆုံးလျှော့လိုက်သည်ဤလောက်ရကြောင့်လူဆိုးသည်ခဏတာစိတ်လွတ်သွားခဲ့သည်သို့သောတည်စေနိုင်သည့်ထောင်ချောက်ကိုကြိုတင်ခင်းချင်းထားသည်ကိုမူသူမသိခဲ့သည်လူဆိုးသည်ချက်ချင်းပင်အသေးအတန့်ယုံကန်ခဲ့တော်လဲကဲတင်သူမဲ့သည့်ခန်းစားချက်ကတကိုယ်လုံးကိုလွှမ်းမိုးသွားခဲ့သည်တကယ်တော့ခုနကလူဆိုးအာယုံလွတ်နေစဉ်အတွင်းအမျိုးသမီးသည်သူမ၏အဝတ်အစားများပေါ်တွင်တစ်ခုခုကိုတိတ်တဆိတ်ဖင်ဆင်ထားခြင်းဖြစ်သည်ကျမ်းပင်ပေါ်တွင်မှောက်လျက်လဲနေသောလူဆိုးသည်အမျိုးသမီး၏မျက်လုံးထဲမှဘာအားနည်းချက်မှမရှိတော့ပေတေချာစွာဒီဇိုင်းဖော်ထားသည့်ဤပြန်လည်တိုက်ခိုက်မှုသည်ဉာဏ်ပညာနှင့်တည်ငြိမ်မှု၏အရေးပါပုံကိုထပ်လောင်းတက်တည်ပြလိုက်ခြင်းပင်ဖြစ်သည်တည်ငြိမ်မှုဆိုတာသည်အမြဲတမ်းအထက်မြတ်ဆုံးလက်နက်ပင်ဖြစ်သည်ဒီဇလန်ကိုကြိုက်နှစ်သက်တယ်ဆိုရင် follow လုပ်သွားပါဗျာ